ပြန်ရောက်လာပါပြီကျမဒီနေ့ကျမတစ်ခုပြောရရှိလို့ပေါ့နော်။ဒါလေးကျမအတန်းလေးနည်းနည်းလေးကြောင်းလာနေရှင်အဲ့ဒါအတန်းလေးကိုလေသိခံပြီးတော့နားထောင်ပြီးကြပါလို့ပြောချင်ပါတယ်ရှင်။ကျမအခုပြောမယ်ပြောမှာတော့တင်တို့လုပ်ပေးနိုင်မယ်ထင်ပါတယ်။ကျမview တွေအများကြီးတည်အောင်ပါပါနော်။နောက်ပြီးတော့ကျမစူးစမ်းဖို့ view တွေအများကြီးရှိသေးရှင်။ကျမအခုစော့နေတဲ့ Sakura game view တွေတင်မဲ့အစီအစဉ်လည်းရှိပါတယ်။ game view တွေတင်မဲ့အစီအစဉ်လေးကဘာ game လေးတင်ပြမလဲဆိုတာပြပြပေးမှာဖြစ်ပါတယ်။ကျမဆက်တော့ Sakura game Minecraft နောက်ပြီးတော့ Zoomy game ပေါ့နော်ကျမအဲ့ Zoomy game ကတော့မစော့ပြရသေးဘူးZoomy game စော့ပြမယ်နောက်ပြီးရင်တော့အဲ့လိုမျိုးအစားတောက် line နဲ့စားတယ်စော့ပြမယ်နောက်ပြီးတော့ line နဲ့စား line ဖွင့်ပြီးတော့အဲ့လိုမျိုးစော့ရတဲ့ game လေးတွေကိုအစားတောက်လေးရယ်ပေါ့နော်နောက်ပြီးတော့ Roblox စော့ပါမယ်ရှင် Roblox စော့တယ်ပေါ့နော်ဒါပေမဲ့ Roblox ကတိတ်ကြိုက်တဲ့အထက်မှာတော့မပါဘူးရှင်ဒါပေမဲ့စော့ပါတယ်Roblox စော့တာလည်းမကြသေးဘူးပေါ့နော် Robloxဆက်ဆော့တဲ့သူတွေပါဆိုတော့ဒီခံ Roblox ဆော့မယ်ဆိုရင်ဒီခံမျိုးကြည့်ပြီးကြပါတော့နားမလဲရရှိပါတယ်ရှင်အခုလေကျမပြောပြပါမယ်နောက်အပြင်ကပါအပြင် view လေးတင်အောင်ပါရှင်အပြင် view ရကြတော့အပြင် view တွေကိုကျမပြောပြပေးရမယ်ဆိုရင်တော့အပြင် view တွေကကျမအများကြီးပါပဲရှင်အဲ့မျိုးကျမကျမဥပမာပြောရမယ်ဆိုရင် time ပြည့်သွားလို့လောက်စားတာတွေပေါ့အဲ့လိုမျိုးလေးပေါ့နော်နောက်ပြီးအပြင်သွားတာတွေလို့ hello guys အပြင်သွားပါရှင်အဲ့လိုမျိုးလေးလေအဲ့မျိုးလေးဒီမှာလာမယ်လို့ထင်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးလာမယ်ဆိုရင်ကျမ hot pot အဲ့လိုမျိုးလောက်စား view လေးလေလာမယ်နောက်ပြီးတော့အဲ့ဒါတော့လာမယ်ပေါ့နော်ဒါပေမဲ့ပုံခောက်တဲ့ view ကျမရဲ့ TV ကြီးပေါ့နော်desk လို့လည်းပြောလို့ရတယ် TV လို့လည်းပြောတယ်အဲ့ desk ကိုကြတော့ကျမတို့က sticker တွေအကုန်လုံးပါတယ်အဲ့ဒါမျိုးကြပုံခောက်တဲ့ကျမ channel လေးကြည့်လိုက်ကျမပုံခောက်တဲ့ဟာတွေလည်းတင်ထားရရှင် sticker လုပ်တဲ့ဟာတွေလည်းတင်ထားရเนาะအဲ့လိုမျိုးကြတော့တင်ပေးဖို့ရှိပါတယ်နောက်ပြီးတော့ဘိုမရုပ်စင်ရတာအပိုင်းတည်းတင်ပြီးသွားပြီရှင်ဒါပေမဲ့ကျမကအပိုင်းတော့တင်ဖြစ်မယ်မထင်ဘူးရှင်ဒါပေမဲ့အပိုင်းတော့ကတော့ထွက်မှာကြာမယ်လို့ထင်ပါတယ် so guys အဲ့ကျမမှာလိုရင်းချက်တွေရှိတယ်ကျမအရင်ဆုံးကကျမတယောက်တည်းပဲရိုက်တာပေါ့နော်တယောက်တည်းပဲရိုက်လို့ရပါတယ်ဒါပေမဲ့ကျမမှာဖုံးထောင်လို့ရတယ်ဖုံးကိုထောင်ပြီးတော့လက်ကိုင်းကြမလို့လူမျိုးပဲလောက်လိုက်ရုံပြီးလူမျိုးလေးပဲလောက်ပြီးတော့ကျမဖုံးလေးကိုညရုပ်ထားပြီးတော့အဲ့ဖုံးလေးကိုထည့်ဖုံးလေးကိုထည့်ပြီးတော့ကွာသူအမျိုးလေးလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျမမှာအဲ့လိုလုပ်ရှာဘာမှမရှိဘူးရှင်ကျမမှာလည်းဖုန်းထောင်တဲ့ဟာတော့ရှိတယ်ဖုန်းထောင်တဲ့ဟာကြတော့မကောင်းဘူးတော့ပြောရရင်အဲ့တုတ်ကြသွားတာဖုန်းကလည်းနည်းနည်းကွဲနေပြီဆိုတော့အဲ့ဒါစင်မပြေဘူးအဲ့ဒါဝယ်ဖို့လည်းပတ်စံစုရမယ်ပတ်စံလည်းခုလောဆယ်တော့စုနေပါတယ်နောက်ပြီးတော့ကျမမီးသီးလည်းဝယ်ရမယ်မီးသီးကဘယ်လိုမျိုးမီးသီးမဟုတ်ရှင်မီးသီးကိုမှမီးကိုအားသွင်းပြီးတော့မီးဖွင့်ပြီးတော့အဲ့လိုမျိုးရုံးမတွေကိုလိုက်တာထိုးပေးဖို့နော်လိုက်တာအဲ့လိုမီးလေးနည်းနည်းလေးထွန်းပေးဖို့ပို့ရင်လည်းကျမတိတ်ပြီးတော့ဆင်ပြေမှာမဟုတ်မို့လည်းတစ်တော်ဆောတဲ့အဲ့လိုမျိုးဟာတွေလေးလိုတယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒါတွေကတော့ကျမအဲ့ဒါရောတိတ်5600တော့ရှိတာပဲ။ဘာလဲချာအမျိုးဖုံးဖို့မှာတကယ်ထောင်လို့ရတဲ့ကော်မဟုတ်ဘဲလူမျိုးတန်နေဆိုရင်လည်း30 30အဲ့လောက်တော့ရှိရပေါ့နော်။ဒါပေမဲ့လည်း guys အထီတော့ဝဲမလားရှင့်။ကျမတခုပဲဆိုတခုပဲလေ။ကျမကင်မရာထားရလဲလိုရပေါ့နော်။ဆိုတော့ guys ကျမကိုနောက်စောအနေနဲ့ comment ထဲမှာရေးခဲ့ပြီးကြပါ။ဒီလိုအားပေးမယ်မလား။အဲ့ဆိုကျမအတင်းတွေကsubscribe လုပ်ခဲ့ comment ရေးခဲ့ like ပေးခဲ့ပါနော်နောက်ပြီးတော့ဘေးကခေါင်းလေးနဲ့နှိပ်ခဲ့ပြီးတော့ကျွန်မ view ကြီးလည်းအများကြီးရချင်တာဖြစ်တဲ့အတွက်တင်တို့ best view ပဲဆူကျွန်မ view တွေ့ရနဲ့ဝင်ကြည့်ကြနော်ဆိုတော့ဒီလောက်ပါပဲကျွန်မပြောချင်တာကျွန်မတင်တို့အားပေးဖို့တော့လိုရယ် comment မှာအားပေးမယ်လို့လည်းပြောပြကြပါအောင်ရှင်ကျွန်မဒီပြောသလောက်ပါပဲရချင်ပါတယ်ရှင် bye bye